2025 ခုနှစ်ရဲ့နှစ်ဦးပိုင်းကစလို့ 3D Editing ဟာ social media တွေဖြစ်တဲ့ Facebook, YouTube, TikTok စတဲ့ platform တွေမှာအများအပြားတွေ့လာရတယ်။ mobile phone နဲ့ 3D Editing လုပ်ဖို့အကောင်းဆုံး software တွေကတော့ Align Motion, CapCut, Filmora, etc. Video editing လုပ်တဲ့အခါမှာလည်း Align Motion နဲ့ edit လုပ်မှသာ professional ဖြစ်တယ်လို့မဆိုလို့ဘယ် software နဲ့ပဲဖြစ်ဖြစ် pro ကြ edit လုပ်လို့ရတယ်။အခုဒီဗီဒီယိုမှာ CapCut နဲ့ 3D editing ကိုဥပမာအနေနဲ့လုပ်ပြပေးသွားမယ်။ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ဆိုတော့ CapCut ထဲဝင်လိုက်မယ်။ပြီးတော့နော် new project ကိုနှိပ်မယ်။ Okay ဗီဒီယိုအတွက်လိုအပ်တဲ့ material တွေထည့်မယ်။ပြီးတော့ ratio ရွေးမယ်။ပြီးတော့ရင်ထပ်ပြီးတော့ over လေးရွေးမယ်။ပြီးတော့ကိုလိုတဲ့ material ထည့်မယ်။ပုံကိုဆွဲချလိုက်မယ်အထက်အောက်ညီသွားအောင်ပြီးရင်တော့ background ဖြောင်းမယ်။ Okay ပြီးတော့ရင်စာရေးမယ်ပေါ့နော်စာရေးလိုက်မယ်ပြီးတော့ font ရွေးမယ်နှစ်သက်တဲ့ font ကိုရွေးပြီးထည့်ပါပြီးတော့ style ရွေးမယ် Okay ပြီးတော့ရင်ထားလိုက်မယ်တဲတဲလေးပြီးရင် animation ရွေးမယ် animation ကိုနှိပ်လိုက်Okay ပြီးကိုကြိုက်တဲ့ animation ထားပြီးเนาะမန်ဂျလေးကိုနှိပ်လိုက်မယ်အဲ့တော့နည်းနည်းဘက်ပြန်ထွက်လိုက်မယ်ပြီးရင်တော့အကခုနကတိုက်ဖို့ material ကို keyframe ချတယ် keyframe ချပြီးရင် Okay ဒီနေရာကိုပထမချလိုက်တဲ့ keyframe ကိုကျွန်တော် switch ချလိုက်မယ်ပေါ့နော်ဘောကစားလေးကိုကျွန်တော်တို့နည်းနည်းလေးရွှေ့ပြန်လိုက်မယ်ပြီးတော့နောက် keyframe မှာနည်းနည်းလေးသေးလိုက်မယ်ပြီးသွားရင်နောက်ထပ်ကျွန်တော်တို့ material ထပ်ထည့်မယ်ဟိုဘာလေးကိုနှိပ်ပြီးရင်ပို့လိုတဲ့ material ထပ်ထည့်ပြီးရင်တော့ background ဖြောင်းမယ်တော့ keyframe ချတဲ့နေရာမှာသတိထားပါတော့ကျွန်တော်တို့ဒီပထမတစ်ချက်ချလိုက်တဲ့ keyframe မှာထည့်မယ်ဒီနေရာကိုဗီဒီယိုရဲ့အစကိုသွားမထည့်လိုက်ပါနဲ့အဲ့တော့ keyframe စချတဲ့နေရာကိုရင်ထည့်ပါပုံကိုလည်းကိုလိုသလိုထားမယ်ပြီးရင် keyframe ချမယ်အပေါ်အောက်တန်းတန်းကျွန်တော်တို့အပေါ် material နဲ့တန်းတန်းချမယ်အောက်ကိုလည်း keyframe ထပ်ချမယ်ပြီးရင်ပထမချလိုက်တဲ့ပုံက keyframe ကိုထပ်သွားမယ်အဲ့တော့ကျွန်တော်တို့လူပုံလေးကိုအောက်ဆွဲချလိုက်မယ် Okay လေယာကိုသွားမှာပေါ့နော်စာအုပ်နောက်ကိုပို့လိုက်မယ်စာအုပ်နောက်ကိုပို့မယ်ပြန်သွားကြည့်မယ်ကျွန်တော်တို့ဒီမှာ click ထပ်ချမယ်ပေါ့နော် keyframe ထပ်ချမယ်ဟိုအစုံလုံးကိုလည်းထပ်ချမယ်အကုန်လုံးကို keyframe ချပေးပါနော်အပေါ်အောက်တန်းနဲ့ keyframe ချပေးမယ်ပြီးတော့တစ်ခုချင်းရွှေ့ပေးလိုက်မယ်ပေါ့နော်ဘေးပညာကိုရွှေ့လိုက်ပြန်သွားကြည့်မယ် Okay ရပြီအဲ့တော့ခုနကအရင်ချလိုက်တဲ့ keyframe ကိုတန်းနဲ့ထားမယ်ပြီးရင် material ထပ်ထည့်မယ်ဗီဒီယိုအတွက်လိုအပ်မဲ့ပုံကိုထည့်ပြီးရင်ပုံကိုတပြေးထားလိုက်
ပြီးရင်ခုနကလိုတရန်နဲ့ keyframe ချမယ်အောက်ကိုလည်း keyframe ချမယ်โอเคပထမတစ်ခုချလိုက်တဲ့ keyframe ကိုတန်းသွားမယ်ပြီးလူပုံကိုဘေးကိုဆွဲလိုက်မယ်ကပ်ကတ် logo လေးထည့်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာထားမယ်ကပ်ကတ်ကိုချပြီးရင်ကျွန်တော်တို့ keyframe ချမယ်ကပ်ကတ်ကိုပြီးရင် okay keyframe နှစ်ခုချမယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကိုသွားပြီးတော့ဆွဲကြည့်လိုက် zone animation ဖြစ်တယ်လို့ပေါ့နော် okay ပြန်သွားကြည့်မယ်ပြီးရင်ကျွန်တော်တို့ခုနက keyframe နဲ့တန်းနေအောင်သွားမယ်အောက်ကနောက်ခံပုံကိုဝါလိုက်မယ်ပေါ့နော်အဲ့တော့အဖက်ထဲဝင်မယ်ပြီးရင်ဗလာဆိုပြီးရိုက်ရှာလိုက်မယ်ပြီးရင်တော့မှန်ချလေးကိုနှိပ်လိုက်မယ်ပြီးရင် object ကိုရွေးနှိပ်လိုက် okay ရပြီအဲ့တော့နောက်လည်းဘာထပ်လုပ်အောင်မလဲဆိုရင် keyframe ထပ်ချမယ်အပေါ်ကပ်ပုံပြီးရင်အဆုံးမှာလည်း keyframe ထပ်ချမယ်အဆုံးမှာဆိုရင်တော့ဆွဲချလိုက်မယ်ပြီးသွားရင်ခုနကပထမချလိုက်တဲ့ keyframe နဲ့တန်းမှာထပ်ပြီးတော့ပုံထည့်မယ်ပြီးရင်ဆွဲချလိုက်မယ်အောက်ကပုံကိုလည်း keyframe ချမယ်အဲ့တော့အထက်အောက်ညီအောင်ချမယ်ပေါ့နော်အထက်အောက်မညီရင်ဘေးရမတာတွေဖြစ်သွားမယ်ပုံတွေကဤတဲ့တာဒီတိတ်မလှတော့ဘောနော် professional မကြဘဲနဲ့တလွဲစီဖြစ်တတ်တယ် okay ပြီးရင်ကျွန်တော်တို့ keyframe ချပြီးရင်အောက်ကပုံကို masking နဲ့သွားမယ် masking နဲ့မှာစလုံးလေးရွေးလိုက်မယ်ပြန်သေးမယ်ဆွဲချလိုက်မယ် okay ပြီးတော့မှန်ကြလေးကိုနှိပ်လိုက်အဲ့တော့ keyframe အစမှာလဲသွားအဲ့တော့အောက်ကိုနည်းနည်းလေးဆွဲချလိုက်အဲ့တော့အလေကောင်လေးတင်းထားမယ်ပြီးရင်စိုက်ရွေးမယ်โอเคပြီးရင်မှန်ကြလေးကိုနှိပ်လိုက်ပြန်သွားကြည့်မယ်โอเคပြီးရင်ထပ်ပြီးတော့ keyframe ချမယ်အဆုံးမှာလည်းသွားပြီးတော့ keyframe ထပ်ချပြီးတော့ရင်နောက်ထပ်ပုံထပ်ထည့်မယ်မင်းဆွဲချလိုက် keyframe ချမယ်အထက်အောက်တန်းထားမယ်အပေါ်တန်းလေးထားပြီးတော့ keyframe ချမယ်โอเคပြီးတော့ရင်နောက်ထပ်တစ်ပုံထပ်ယူမယ်over လေးကိုနှိပ်မယ်အဲ့တော့ကိုထားခြင်းတဲ့နေရာမှာထားမယ်တကားပေါက်ကိုပြီးတော့ရင် keyframe ချမယ်အထက်အောက်တန်းထားပြီးတော့ keyframe ချလိုက်မယ်โอเคပြီးတော့ရင် boss လုံးကအခန်းပုံစံလေးရနောက်က keyframe မှာ masking ထည့်မယ်ပြီးရင် reading ရဲ့ဆိုတာရှိရ reading ကိုရွေးပလိုက်ပြီးတော့ရင်ဒီမှာ invert ဆိုတာရှိတယ်အထက်အောက်လှန်ဟာပေါ့နော်ဒီမှာဒီဟာလေးကိုနှိပ်လိုက်โอเคအောက်ကပုံပြောင်းသွားမယ်ပြီးတော့ကိုတကားပုံနဲ့တကားပေါက်ကို
တန်းတန်းလေးထားမယ်โอเคပြီးရင်မှန်ကြီးလေးကိုနှိပ်လိုက်ပုံရဲ့အစာ keyframe ကိုသွားမယ်ပြီးရင်ပုံကိုဆွဲချဲလိုက်မယ်အဲ့တော့ဒီအခန်းကိုအရင်ဆွဲချဲလိုက်မယ်အောက်ကလူပုံကိုလည်းသေးလိုက်မယ်โอเคပြီးရင်โอเคစင်ပြေသွားပြီအဲ့တော့ပုံကိုတရန်းလေးထားမယ်နောက်ထပ်ထည့်မယ်ကျွန်တော်ခုနကချလိုက်တဲ့ keyframe နဲ့တန်းတန်းပဲထားမယ်ပြီးရင် over လေးကိုနှိပ်ပြီးရင်လူပုံကိုလည်း keyframe ချမယ်အပေါ်တန်းတန်းထားမယ်โอเค keyframe အစားမှုသွားပြီးရင်နည်းနည်းလေးဆွဲချလိုက် keyframe အစားကိုသွားပြီးတော့ပုံကိုလည်းနည်းနည်းလေးဆွဲချလိုက်โอเคရပြီဒါဆိုရင်တော့ကျွန်တော်တို့တော်တော်လေးစင်ပြေတယ်ပြောလို့ရပြီအဲ့တော့ဒီတိုင်းပုံစံနဲ့ကျွန်တော်တို့ဆက်ပြီးလုပ်သွားရင်ဒီဗီဒီယိုက 3D edit ပုံစံပြောင်းသွားမှာပဲဖြစ်ပါတယ်ဗျစာပြန်သွားကြည့်မယ်ကျွန်တော်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော်တို့ဒီ keyframe ကိုနိုင်နဲ့ချနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ professional ဆန်းဆန်းဒီ pro ကြဗီဒီယို edit ထားတဲ့ pro ကြ edit ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုဒ်မှာဒီ keyframe ကိုနိုင်နဲ့ချနိုင်မယ်ဆိုရင်တော့ဘယ် software မှာပဲ edit ကျွန်တော်တို့ဒီ pro ကြ edit ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုရရှိမှာပဲဖြစ်ပါတယ်ဗျโอเคဒါလေးကတော့ CapCut နဲ့ 3D edit နည်းကိုဥပမာအနေနဲ့ပြသွားခြင်းဖြစ်ပါတယ်ဗျဆိုတော့တကယ်ချင်းတို့တွေတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကအထောက်အကူဖြစ်စေဆိုတော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်ထားဖို့ပြောချင်ပါတယ်ဗျ